ရန်တို့ဖြင့်ပူဇော်မှုကိုစိတ်အားတန်နေကြတယ်လို့ဖြစ်တယ်မြတ်စွာဘုရားအကြိုက်ပူဇော်ကြမယ်ဆိုရင်ဘုရားဆုံးမတဲ့စကားအတိုင်းလိုက်နာခြင်းဟာအကောင်းဆုံးပူဇော်ခြင်းဒါလည်းသတိထားရမယ့်အချက်ပေါ့နော်မြတ်စွာဘုရားကပုံဉ္စေပုရိသောကရိတာကုသိုလ်ကောင်းမှုကိုလုပ်ပါအကယ်၍ကုသိုလ်ကောင်းမှုကိုလုပ်ပြီးဆိုလို့ရှိရင်လေကရိရာနံပုဏ္ဏပုဏ္ဏအကျဉ်းချင်းထထကုသိုလ်ကောင်းမှုကိုလုပ်ပါဓမ္မိသန္နံကရိရာထကုသိုလ်ကောင်းမှုပေါ်မှာလည်းပဲအမြဲတမ်းပြုလုပ်လို့တဲ့ဆန္ဒကိုမွေးပြုထားပါလို့ကုသိုလ်လုပ်ဖို့အကျဉ်းချင်းထထလုပ်ဖို့နောက်ဆုံးမှာကုသိုလ်လုပ်ခြင်းနဲ့ဆန္ဒရှင်တဲ့နှလုံးထဲမှာမပြတ်ထားရှိဖို့မြတ်စွာဘုရားတိုက်တွန်းတာပဲဖြစ်တယ်။ဘာကြောင့်တိုက်တွန်းတယ်လဲလို့ဆိုရင်သူခောပုံညတဥစ္စေယောမိမိတို့ရဲ့ယင်တဲ့နှလုံးထဲမှာကုသိုလ်တရားတွေစွန့်ပြီးဆောင်းပြီးများပြားလာပြီဆိုလို့ရှိရင်လူတွေလိုချင်တဲ့ချမ်းသာဒုက္ခဆိုတာရလာမှာဖြစ်တယ်ချမ်းသာဒုက္ခတော့ရချင်တယ်ကုသိုလ်ကောင်းမှုလုပ်ဖို့ဝန်လေးနေသေးတယ်ဆိုရင်ချမ်းသာဒုက္ခနဲ့ဝေးနေအောင်ပါပဲဒါကြောင့်ကိုလိုချင်တဲ့ချမ်းသာဒုက္ခကိုရချင်တယ်ဆိုရင်ကုသိုလ်လုပ်ရုံမှတပါအခြားမရှိဘူးကုသိုလ်ဆိုတဲ့အခါမှာလည်းပဲကုသိုလ်ဆိုတာပတ်စံရှိမှလုပ်လို့ရတယ်လို့ယူဆရင်လည်းမှားတယ်ပတ်စံကုန်တဲ့ကုသိုလ်ဆိုတာဒါနကုသိုလ်တစ်မျိုးပဲရှိတယ်ပတ်စံမကုန်တဲ့ကုသိုလ်တွေကများတယ်ဘာကုသိုလ်တွေတုံးဆို၅ပါးသီလစောင့်တည်တယ်သီလကိုမျက်မျက်နှုံနှုံထိမ့်သိမ်းစောင့်ရှောက်တယ်ပတ်စံမကုန်မြတ်စွာဘုရားဟောထားတဲ့ကုသိုလ်ကောင်းမှုဆင့်ဆင့်ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ကောင်းမှုဆိုတာဝေလာမသုတ်တံမှာဟောထားတာကိုမှတ်သားထားဖို့လိုအပ်တယ်သာတုဋ္ဌိတသံဃာလို့ဆိုတဲ့အရက်လေးမျက်နှာလွတ်လပ်စွာသွားလာနေကြတယ်သံဃာတော်တွေကိုရည်စူးပြီးတန်ခိကကြောင်းဆောက်လုပ်တာဟာကုသိုလ်ထဲမှာတော့ငွေကြေးဒနာအကုန်ကြခံပြီးလှူဒန်းတဲ့ဒါနကုသိုလ်တွေထဲမှာတော့အကောင်းဆုံးပဲအဲ့ဒီကုသိုလ်တွေကောင်းတာရှိသေးသလားလို့ဆိုတာရှိတယ်အဲ့ဒီကုသိုလ်တွေကောင်းတာဘာလို့ဆိုရင်ခုနတုန်းကတရားဝဲမစခင်ကမျက်မျက်နှုံနှုံရွတ်ဆိုလိုက်ကြတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုတယ်အဲ့တရဏဂုံတည်တဲ့ကုသိုလ်ကကျောင်းဆောက်တဲ့ကုသိုလ်တဲ့ပို့ပြီးတန်မိုးကြီးတယ်လို့သူတို့ဆိုတယ်။ဘာကြောင့်တန်မိုးကြီးတာတုံးလို့စဉ်းစားကြည့်။ကျောင်းဆောက်လူတဲ့ကုသိုလ်ဆိုတာကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေကခွဲဝေပြီးတော့လှူတာသာဖြစ်တယ်။တရဏဂုံဆောက်တည်လိုက်တယ်ဆိုတာကြတော့ကိုယ့်ရဲ့အသက်နှလုံးအသက်ကိုအနှင်းပြီးရသက်ပံမြတ်စွာဘုရားရဲ့အဆုံးအမနဲ့နေပါမယ်တရားတိုင်းကျင့်ပါမယ်သံဃာတွေဒါနကောင်းမှုပြုပါမယ်လို့ကိုယ့်ရဲ့အသက်ကိုစွန့်ပြီးတော့အသက်ပါပုံအပ်ပြီးတော့ဘုရားတရားသံဃာယရဏသုံးပါးကိုစိကတ်တာဖြစ်သောကြောင့်သူကပို့ပြီးတော့မြတ်တယ်ပြင်ပကပစ္စည်းစွန့်တာတဲ့ကိုယ့်ရဲ့ဘဝကြီးတစ်ခုလုံးကိုစွန့်လွတ်အနန္နာကပုံမြတ်တယ်ဒီအိဗယ်ကိုဆိုလိုတယ်နော်ဒါဖြင့်အဲ့ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုတရဏဂုံတင်ပြီး၅ပါးသီလကိုအသက်ထက်မြတ်မြတ်နှုံနှုံထိမ့်သိမ်းဆောင်ရှောက်တာပို့ကောင်းတယ်၅ပါးသီလတဲ့ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်လက်လေးနှစ်ချောင်းနဲ့ကြောက်ပြင်းမောမှာနတသွေးထားပြီး
လက်လေးနှစ်ချောင်းနဲ့ယူပြီးနာဝကိုတိတ်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးလောက်ပဲဖြစ်စေတရဝရီချမ်းသာကြပါစေဆိုတဲ့ရှင်နယ်ကမေတ္တာရှင်နယ်မှာမေတ္တာဖြစ်အောင်လုပ်ထားက၅ပါးသီလဆိုတဲ့ကုသိုလ်တွေပိုမြတ်တယ်။ဘာကြောင့်မြတ်တယ်လို့ပြောတော့ဆို၅ပါးသီလကသီလအဆင့်ပဲရှိတယ်။မေတ္တာဘာဝနာပွားလိုက်တယ်ဆိုတာဘာဝနာအဆင့်ရောက်သွားပြီ။ဒါကြောင့်မို့လို့ပိုမြတ်တယ်။အဲ့ဒီမေတ္တာပွားမှုအောင်မြင်သွားပြီဆိုလို့ဇန်နေပိညင်နေရပြီဆိုရင်ပြမပြေမှာကဘာနဲ့ခြိပြီးတော့အသက်ရှိနိုင်တာ။ဒါကြောင့်မို့လို့သီလကဘလောက်ပဲပြည့်စုံပြမမဖြစ်ဘူးသီလကုသိုလ်တစ်မျိုးတည်းနဲ့ပြမမဖြစ်ဘူးဌာနကုသိုလ်နဲ့လည်းပြမမဖြစ်ဘူးမေတ္တာဘာဝနာပွားပြီးတော့သမထကျင့်စဉ်ကျင့်လို့ဆံရပြီဆိုရင်ပြမဖြစ်တယ်လို့ဒါကြောင့်မို့လို့မြတ်တယ်လို့ပြောတာနော်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်သင်္ခါရတရားတွေကိုအာယုံပြုပြီးတော့ဘယ်အရာမှမမြဲဘူးဆိုတဲ့အနိစ္စသင်ညာ